ဒီကဘာပြက်ကလုံကိန်းထဲမှာအနိုင်ရရှိသူတဦးတည်းသာရှိနိုင်ပါတယ်ကစားသမားတွေကစွမ်းရည်မျိုးမျိုးကိုရွေးချယ်နေကြပေမဲ့ကျွန်တော်တယောက်တည်းကသာအပြစ်ကင်းစင်သူ၏ချမ်းသာကြွယ်ဝမှုဆိုတဲ့စွမ်းရည်ကိုရွေးချယ်ခဲ့တာပါနောက်ဆုံးသောနေ့ရက်တွေမှာအတုံးမဝင်ဆုံးငွေကြေးကိုရွေးချယ်မိလို့လူတိုင်းကကျွန်တော်ကိုလှောင်ရည်ကြပါတယ်တေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေဟာချင်းချောက်မှုမဟုတ်ဘူးဆိုတာသူတို့မသိကြပါဘူးထူးခြားတဲ့စွမ်းရည်ရှိတဲ့လူသားတွေကတော့အမှန်တရားကိုရှာဖွေနေကြပါတယ်ဂိမ်းလောကရဲ့အများပြည်သူကြည့်ရှုနိုင်တဲ့မျက်နှာပြင်ပေါ်မှာပြသချက်အရကစားသမားစုစုပေါင်း300ရှိပါတယ်အားလုံးဟာလက်ရှိကဘာမှာတေဆုံးသွားပြီးသားသူတွေဖြစ်ပြီးပြန်လည်မွေးဖွားခွင့်ရကျင်နေဆိုရင်တော့ဒီကဘာပြက်ကဂိမ်းမှာအသက်ရှင်ကျန်ရစ်အောင်ကြိုးစားရမှာပါအခုတော့ကနဦးပစ္စည်းတွေကိုရွေးချယ်ရမယ့်အချိန်မှာစင်ပေါ်ကပစ္စည်း9ခုကိုကျွန်တော်အမြန်ကြည့်လိုက်တော့အားလုံးကစွမ်းရည်မျိုးမျိုးတွေပဲဖြစ်နေပါတယ်ကစားသမားတွေကကိုလိုချင်တဲ့စွမ်းရည်ကိုသူများလူသွားမှာဒါမှမဟုတ်နောက်ကျသွားမှာကြောက်နေကြပါတယ်လျှက်စီးလက်တာလေဓာတ်သွားဖန်တီးတာတယ်လီပို့လုပ်တာနဲ့ကုသခြင်းစတဲ့စွမ်းရည်တွေဟာတဖြည်းဖြည်းနှဲပါလာပါတယ်ကျွန်တော်ကတော့နောက်ဆုံးစာမျက်နှာကိုလှန်ကြည့်လိုက်တဲ့အခါစင်ရဲ့အောက်ခြေမှာရွှေတင်ကားပြတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာစူးစမ်းမရနိုင်သောကြွယ်ဝမှုလို့ရေးထားပါတယ်ကျွန်တော်အဲ့ဒီရွှေတင်ကားကိုချက်ချင်းပဲအိတ်ကက်ထဲထည့်လိုက်ပါတယ်ကျွန်တော်နဲ့အတူတစ်ချိန်တည်းမှာပဲဘတ်စကားပေါ်မှာအတူတူတေဆုံးခဲ့တဲ့အတန်းကောင်းဆောင်ဂန်ရီလည်းရောက်လာပါတယ်သူကစိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ကိုရွေးထားတာပါသူလက်ကြည့်လိုက်တဲ့အခါကျွန်တော်ရွှေတင်ကားတွေစူးစောင်းနေတာကိုမြင်သွားပြီးမင်းကတော့တကယ်တည်းပဲဒီကဘာပြက်ကတ်ထဲမှာငွေကဘာအသုံးကျမှာလဲလို့ပြောပါတယ်ကျွန်တော်ကတော့ပြန်မဖြေသေးပါဘူးတမိနစ်အကြာမှာတော့သူ့အကြည့်တွေကဘန်ဟူယူစီရောက်သွားပါတယ်သူရွေးထားတဲ့စွမ်းရည်ကတော့အချစ်ကိုရရှိခြင်းပါလူသားတွေရဲ့အချစ်တင်မကပဲပုတ်ကောင်တွေရဲ့အချစ်ကိုပါရရှိနိုင်မှာပါအဲ့ဒီစစ်မှန်တဲ့အချစ်ကပဲသူ့ခန္ဓာကိုယ်ကိုကာကွယ်ပေးမှဖြစ်လို့သူတေဆုံးမှာမဟုတ်ပါဘူးပစ္စည်းတွေအားလုံးခွဲဝေပြီးတဲ့နောက်မှာစနစ်ရဲ့အတန်ထက်ထွက်လာပါတယ်လူတိုင်းမိမိတို့ရဲ့စွမ်းရည်ကိုတစ်နှစ်ကြာလေ့ကျင့်ခွင့်ရမယ်ပြင်ဆင်ထားကြပါကဘာပြက်ကတ်ကနောက်ထပ်တစ်နှစ်အကြာမှာစတင်မယ်တဲ့အရေးကြီးတာကဒီဂိမ်းမှာအနိုင်ရသူတယောက်ပဲရှိမှာဖြစ်ပြီးနောက်ဆုံးအသက်ရှင်ကျန်သူမှသာဆုလက်ကိုရရှိမှာပါဒီစကားကိုကြားပြီးနောက်မှာလူတိုင်းရဲ့မျက်နှာတွေဟာရှုပ်ထွေးသွားကြပါတယ်ဒီဂိမ်းမှာတငယ်ချင်းဆိုတာမရှိတော့ပဲအားလုံးဟာရန်သူတွေဖြစ်သွားကြပါပြီကျွန်တော်ချက်ချင်းပဲအဲ့ဒီနေရာကနေထွက်လာပြီးကဘာပြက်ကတ်ရှင်တန်ရဲ့အစီအစဉ်ကိုစတင်လိုက်ပါတယ်ကဘာမြေပုံပေါ်မှာအကြာကြီးရှာဖွေပြီးတဲ့နောက်ပစိဖိတ်သမုဒ္ဒရာအလဲကကျွန်းတစ်ကျွန်းကိုတွေ့ခဲ့ပါတယ်အဲ့ဒီကျွန်းကအရွယ်စားအတင်းတင်းရှိပြီးတီးခြားဖြစ်နေတယ်လို့ဘူမိဗေဒအရလည်းတည်ငြိမ်မှုရှိပါတယ်လေစိတ်ဆောက်ဖို့တင့်တော်တဲ့တဘာဝမြေပြန်လည်းရှိပါတယ်ကျွန်တော်ချက်ချင်းပဲအဲ့ဒီကျွန်းငယ်လေးတွေကိုငွေကြေးကုတွေ100နဲ့ဝယ်ယူလိုက်ပြီးအနာဂတ်ကျွန်းလို့အမည်ပေးလိုက်ပါတယ်ခရီးသွားလုပ်ငန်းလုပ်မယ်လို့ကြေညာပြီးအပျော်စီးသင်္ဘောကြီး10စင်းကိုဝယ်ယူခဲ့တယ်လို့အလုသမားကောင်းဆောင်တွေနဲ့လည်းစောက်လုပ်ရေးသဘောတူညီချက်တွေလက်မှတ်ထိုးခဲ့ပါတယ်အလုသမားတွေကတော့အနာဂတ်ကျွန်းရဲ့ဒီနေရာအတိအကျကိုမသိကြပါဘူးဒီနေရာကိုဖုံးကွယ်ထားဖို့အတွက်အလုသမားတွေဟာနေရောညပါအလုပ်လုပ်ကြရပါတယ်ကျွန်တော်ဟာအချက်ပြနှောက်ယှက်တဲ့ဆက်တွေကိုကြိုတင်ဝယ်ယူထားပြီးအလုသမားတွေရဲ့လက်ကင်ဖုံးတွေကိုလည်းတင်စီထားပါတယ်ခံတပ်ကိုလည်းဂျိုလူကနေမမြင်နိုင်အောင်ဖုံးကွယ်ထားပါတယ်တကယ်တော့ကျွန်းပေါ်ကမြင်ကွင်းတွေဟာမျက်လက်ပြထားတာတက်တက်ဖြစ်ပြီးတကယ်ကဘာပြက်ကတ်ခံတပ်ကြီးကတော့မြေအောက်မှာရှိတာပါအဲ့ဒီမြေအောက်ခံတပ်ဟာနျူကလ িয়ার ပုံတန်ဇီဝနဲ့ဓာတုလက်နက်တံတွေကိုခံနိုင်ရရှိပါတယ်ဖုတ်ကောင်တွေဒါမှမဟုတ်တခြားအရာတွေဘလို့မှဖောက်ထွင်းလို့မရအောင်9မီတာထူရှိတဲ့တံမဏိနေရံတွေနဲ့တိစောက်ထားပါတယ်စွမ်းအင်အတွက်တော့လေအားဒီရေအားနဲ့နျူကလ িয়ার ဓာတ်အားပေးစနစ်တွေကိုတပ်ဆင်ထားပါတယ်ဒါအပြင်နောက်ဆုံးအခြေအနေအတွက်အောက်ဆီဂျင်ဘူးပေါင်း1တန်းကိုလည်းမြေအောက်ခန်းထဲမှာအသင့်ပြင်ထားပြီးတိကျလွတ်လပ်တဲ့အခန်းပေါင်း12ခန်းပုံစံနဲ့ဖွဲ့စည်းထားပါတယ်အကယ်၍အရန်ခန်းတစ်ခုဒါမှမဟုတ်2ခုလောက်ပျက်စီးသွားရင်တော့တခြားအရန်ခန်းတွေရှိပါသေးတယ်အရန်ခန်းတိုင်းမှာသူ့ကဏ္ဍနဲ့သူရှိကြပြီးအဲ့ဒီထဲက3ခန်းကိုတော့အထူးခန်းတွေအဖြစ်သတ်မှတ်ထားပါတယ်အဲ့ဒီမှာနောက်ဆုံးပေါ်အလိုလျောက်သားဖောက်မွေးမြူရေးစနစ်ကိုအသုံးပြုထားလို့ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်တယ်လို့ငါးနဲ့ကြက်တွေကိုလည်းမွေးမြူနိုင်ပါတယ်အရန်တူလောင်ယုံ2ခုထဲမှာတော့စေဝါအစားအစာနဲ့ရေအစားရှိတဲ့ပစ္စည်းတွေကိုကျွန်တော်တယောက်တည်း10နှစ်စာအေးအေးဆေးဆေးစားသုံးနိုင်အောင်စုဆောင်းထားပါတယ်တချို့တူလောင်ယုံတွေမှာတော့အဖွဲ့လိုက်နားနေဆောင်မိဖို့ကြောင့်နဲ့စားတောက်ဆိုင်တွေပါဝင်တယ်လို့တီထွင်ဖန်တီးမှုပြုလုပ်တဲ့အခန်းအားကစားခန်းမှာအိမ်သာနဲ့စေကူတာဆောင်တွေလည်းစုံလင်စွာရှိနေပါတယ်မိဖုရားအလုပ်သမားတွေကကျွန်တော်ရဲ့စောက်လုပ်ရေးစီမံကိန်းအပေါ်တန်တရားဝင်လာတဲ့အခါတိုင်းကျွန်တော်ကသူတို့ကိုငွေတွေအမြောက်များပေးလိုက်ပါတယ်အဲ့ဒီအခါသူတို့ဟာချက်ချင်းပဲပါဆက်ပိတ်သွားပြီးပတ်စံရဖို့အတွက်ပို့ပြီးကြိုးကြိုးစားစားလုပ်ကြပါတယ်ငွေတွေကိုကျွန်တော်စိတ်ကြိုက်သုံးဖြုံးနေပေမဲ့ဘလို့မှသုံးလို့မကုန်နိုင်အောင်များပြားလာပါတယ်ကျွန်တော်ဟာအင်အားကြီးနိုင်ငံစီကိုတွားပြီးရွေလျားစစ်စင်ရေးသုံးရိုဘော့တွေနဲ့အတားအဆီးရှင်းလင်းရေးရိုဘော့တွေအပါအဝင်လက်နက်ကြီးအမြောက်များကိုဝယ်ယူခဲ့ပါတယ်ပေးတဲ့ငွေကလုံလောက်တာကြောင့်ပုံမှန်လမ်းကြောင်းတွေကတဆင့်နျူကလ িয়ার ဘုံတစ်လုံးဒါမှမဟုတ်2လုံးလောက်ကိုတောင်ရရှိခဲ့ပါတယ်ပင်လယ်အော်တစ်ခုမှာကျွန်တော်ရဲ့နျူကလ িয়ার ရေငုပ်သင်္ဘောနဲ့လေယာဉ်တစ်စင်းကိုဝတ်ထားပြီးမြေအောက်ခံတပ်ကနေအဲ့ဒီနေရာကိုတွားနိုင်တဲ့လမ်းကြောင်းတစ်ခုလည်းဖောက်လုပ်ထားပါတယ်နီးပြဆရာ2ယောက်ကိုငှားရမ်းပြီးရေငုပ်သင်္ဘောမောင်းနေတာနဲ့လေယာဉ်ပြန်တန်းတာတွေကိုနေ့တိုင်းလေ့ကျင့်ပါတယ်စွမ်းရည်ရှိတဲ့ကစားသမားတွေကျွန်းပေါ်ကိုမဝင်နိုင်အောင်လည်းစီစဉ်ထားပါတယ်ကျွန်းဟောင်းပေါ်မှာလူတချို့ကိုထားခဲ့ပြီးကြောက်ဆောင်တူတွေလှုပ်ခိုင်းထားပါတယ်သင်္ဘောကြီးတွေကျွန်းသားကိုကတ်လာရင်အဲ့ဒီကြောက်ဆောင်တွေနဲ့တိုက်မိပြီးနစ်မြုပ်သွားမှာပါကျွန်းပတ်လည်းပင်လယ်ပြင်မှာလျှက်စစ်ဝါယာကျိုးတွေနဲ့ခြံစည်းရိုးခတ်ထားသလိုဘုံတွေလည်းထောင်ထားပါတယ်ရေဓာတွေလည်းတက်ဆင်ထားတာကြောင့်ကျွန်းသားကိုတစ်ခုခုချင်းကပ်လာတာနဲ့ချက်ချင်းသိနိုင်ပြီးပစ်ချနိုင်မှာပါနောက်ဆုံးအတုပ်ဖြစ်တဲ့ဖေအလုပ်သမားတွေကိုပြန်လွှတ်လိုက်ပြီးတဲ့နောက်တကျွန်းလုံးမှာကျွန်တော်တယောက်တည်းကြံရစ်ပါတော့တယ်ကျွန်တော်ဟာအာကာသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုမှာငွေရင်းနှီးမြှုပ်နှံပြီးကျွန်တော်ရဲ့အင်တာနက်စနစ်တည်ငြိမ်မှုအတွက်အာကာသထဲကဂျိုတု61222လုံးကိုထိန်းချုပ်ထားလိုက်ပါတယ်။တစ်နှစ်အတွင်းမှာကမ္ဘာလုံးဆိုင်ရာလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းတွေကိုဝယ်ယူခဲ့ပြီးနောက်ဆုံးအပတ်မှာတော့အဲ့ဒီလေယာဉ်နဲ့တင်မောအားလုံးကိုအကုန်ဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။တကမ္ဘာလုံးကလူတွေကကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဟာခရီးသွားလာရေးကိရိယာအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာသိသွားကြပါတယ်။မိဖက်တွေကတော့ကျွန်တော်ကိုအယူလို့ထင်နေကြပေမဲ့ကစားသမားတွေကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဟာသူတို့ရဲ့ပြိုင်ဘက်ဆိုတာကိုသိနေကြပါတယ်။ကစားသမားတွေရဲ့စကားပြောခန်းထဲမှာသတင်းပေါက်လေးတစ်ခုပေါ်လာပါတယ်။ဟိုလူကကမ္ဘာအချမ်းသာဆုံးလူသားလားသူကအတန်တန်မရှိကြွယ်ဝမှုကိုပဲရွေးထားတာလားဆိုပြီးပြောနေကြပေမဲ့ကျွန်တော်သူတို့ကိုဂရုမစိုက်ပါဘူး။တပတ်အကြာမှာတော့ကမ္ဘာပြက်ကစတင်ပါပြီ။မိမိတို့ရဲ့စွမ်းရည်တွေကိုအစွမ်းကုန်မြင့်တင်ထားတဲ့ကစားသမားတွေကတော့စမ်းသပ်ကြည့်ဖို့စိတ်အားထက်သန်နေကြပါတယ်။အများပြည်သူကြည့်ရှုနိုင်တဲ့မျက်နှာပြင်ပေါ်မှာကစားသမား300ကျော်ရဲ့အမည်နဲ့နံပါတ်တွေပေါ်လာပါတယ်။ကျွန်တော်ကနံပါတ်90ကိုဖြစ်ပြီး Joy အောင်စီယိုကနံပါတ်100လင်းကနံပါတ်100တပါ။ကမ္ဘာပြက်ကစတင်နေပြီဖြစ်ပြီးဂိမ်းကတော့ဆက်လက်လည်ပတ်နေမှာပါ။နောက်ဆုံးကစားသမားတစ်ယောက်ထဲကျန်တဲ့အထိပေါ့။ဘယ်သူမှမမျှော်လင့်ထားတဲ့အတိုင်းကမ္ဘာပြက်ကဟာမြောက်ဘက်ကနေတောင်ဘက်အထိကမ္ဘာလုံးကိုလွှမ်းမိုးသွားမဲ့မိုးတဲထန်စွာရွာသွန်းမှုပုံစံနဲ့ရောက်ရှိလာပါတယ်။အချိန်ကြာမြင့်ပြီးပြင်းထန်တဲ့မိုးရွာသွန်းမှုကြောင့်တမိုင်းမတင်မီခေတ်ကရေလွှမ်းမိုးမှုကြီးလိုပဲကြောက်မက်ဖွယ်ရေကြီးမှုတွေဖြစ်ပေါ်လာပါတယ်
အနာဂတ်ကျွန်းမှာလည်းမိုးတွေတဲထန်စွာရွာနေပေမဲ့ကျွန်တော်ရဲ့ကျွန်းတွေကတင်းငယ်တာကြောင့်မိုးတိမ်တွေအောက်ကနေ2 ရက်အတွင်းမှာပဲမျောပါလွတ်မြောက်သွားပါတယ်စွမ်းရည်ရှိတဲ့သူတွေကတော့စနစ်ကိုဝိုင်းပြီးအပြစ်တင်ကြပါတယ်ဒီရေလွှမ်းမိုးကြီးထဲမှာငါတို့စွမ်းရည်တွေကဘာသုံးကြမှာလဲကဘာပြတ်တယ်ဆိုတာဖုတ်ကောင်ဗိုင်းရပ်စ်ဖြစ်ရမှာမဟုတ်ဘူးလားလို့မကြည်မနဲ့ပြောကြပါတယ်စနစ်ကတော့တိတ်ဆိတ်နေပါတယ်သူတို့ဟာဒီကဘာကိုရောက်လာတဲ့အချိန်မှာဘာပစ္စည်းမှမရှိကြပါဘူးတစ်နှစ်ပတ်လုံးသူတို့ရဲ့စွမ်းရည်တွေကိုပဲလေ့ကျင့်နေခဲ့ကြတယ်လို့အင်အားသုံးပြီးငွေရှာဖို့ပဲကြိုးစားခဲ့ကြတာပါစုဆောင်းထားတဲ့ပစ္စည်းတွေကလည်းအကန့်အသတ်နဲ့ပဲရှိပါတယ်တချို့ကစားသမားတွေကတော့သူတို့ရဲ့စွမ်းရည်ကိုသုံးပြီးတရားမဝင်လုပ်တွေလုပ်ကဗီလာအင်ကြီးတွေဝယ်ပြီးမြေအောက်ခန်းထဲမှာခိုလုံရနေရတွေစောက်ကြပါတယ်ဒါပေမဲ့ရေးစားကြည့်တဲ့အခါအရင်ဆုံးမြုပ်သွားတာကအဲ့ဒီမြေအောက်ခန်းတွေပါပဲအဲ့ဒီအချိန်မှာကျွန်တော်ကတော့အေးအေးဆေးဆေးရှာဘူးစားရင်လွတ်တင်နေတဲ့ဗီဒီယိုတွေကိုကြည့်နေပါတယ် live လွှင့်နေတဲ့သူက live ကနောက်မှာပုံနေပြီးမျက်နှာချင်းဆိုင်အဆောက်အုံမှာဖြစ်ပျက်နေတာတွေကိုခိုးရိုက်ပြနေပါတယ်ကစားသမားတစ်ယောက်ဟာမိတောက်တွေကိုအသုံးပြုပြီးပစ္စည်းတွေကိုလူယူနေပါတယ်ဒါကရုပ်ရှင်ရိုက်ခွင့်မဟုတ်ပဲတကယ်စွမ်းရည်ရှင်တစ်ယောက်ပါသူဟာမူလကဒီရက်ကွက်ကလုံခြုံရေးဝန်ထမ်းတဦးဖြစ်ပြီးအခုတော့မီးတွေကိုသုံးပြီးတကားတွေကိုဖျက်ဆီးနေပါတယ်ဒါသူလူရက်တဲ့10အိမ်မြောက်အိမ်ပါမီးစွမ်းရည်ရှင်ဟာရဲတပ်ဖွဲ့ဝင်တွေကိုတတိပေးလိုက်တယ်လို့ဖြစ်သွားပြီးလက်နက်ကင်ရဲအဖွဲ့ဝင်တွေဟာရှာဖွေကယ်ဆယ်ရေးတင်မောတွေနဲ့အဆောက်အုံသားကိုရောက်လာကြပါတယ်တနက်တန်တွေစူညံသွားပြီးမှန်တွေလည်းအကုန်ကွဲကုန်ပါတယ်ရုတ်တရက်လူရိတစ်ခုဟာအပေါ်ဆုံးထပ်ကနေလွတ်ထွက်သွားပြီးရေထဲကိုကျသွားပါတယ်မကြခင်မှာပဲဂိမ်းမျက်နှာပြင်ပေါ်ကကစားသမားတစ်ယောက်ရဲ့နာမည်ဟာမိမိန်သွားပါတယ်အဲ့ဒီကစားသမားတိတ်ဆုံးသွားပြီဆိုတဲ့အတိတ်ပဲပါဒီအချိန်မှာဟူယောင်ကြီးကကျွန်တော်ကိုစာပြန်ပို့လာပါတယ်ငါတို့မဟာမိတ်လောက်ကြရအောင်ငါတို့ကအတန်းဖော်ရီလေးနံပါတ်ချင်းလဲကတ်နေတာပဲငါတို့မဟာမိတ်ကနောက်ဆုံးထိတည်မြဲမှာပါငါမှစိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်မင်းမှာဘာစွမ်းရည်မှမရှိဘူးဆိုတော့တခြားကစားသမားတွေကိုရင်ဆိုင်တဲ့အခါငါကူညီပေးမယ်တဲ့ကျွန်တော်ကတော့သူ့ကိုလစ်လူရှူထားတော့မှာပဲသူ့နဲ့မဟာမိတ်ဖွဲ့ပြီးနောက်ဆုံး2 ယောက်တည်းကျန်တဲ့အခါသူကသူ့ရဲ့စိတ်ထိန်းချုပ်တဲ့စွမ်းရည်နဲ့ကျွန်တော်ကိုတက်ပြီးအနိုင်ယူမှာပေါ့သူကကျွန်တော်ရဲ့ညံရည်ကိုအထင်သေးနေတာပဲဖြစ်မှာပါရေနဲ့လျှက်စစ်မီတွေပြတ်တောက်သွားပြီးအစားအစာတွေလည်းပြက်လက်ကုန်ပါတယ်3 လကြာရေကြီးမှုဟာအန်ဖရာတွေရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးလိုက်ပါတယ်နောက်ဆုံးမှာတော့လူတွေဟာမခံမရပ်နိုင်ဖြစ်လာပြီးလူရက်ဖြက်စီးတာတွေစတင်လာကြပါတယ်ကစားသမားတွေလည်းအဲ့ဒီထဲမှာရော်နော်ပြီးမျှော်လင့်ချက်ရှာနေကြပါတယ်ဒါပေမဲ့သူတို့ရဲ့စွမ်းရည်တွေကိုဖုံးကွယ်ထားလို့မရပါဘူးအထက်လူကြီးတွေကစွမ်းရည်ရှင်တွေကိုဖမ်းဆီးဖို့အမိန့်ထုတ်လိုက်ပြီးဖမ်းမိတဲ့သူတွေကိုသူတည်တနာဌာနကိုပို့လိုက်ပါတယ်ကျွန်တော်နေထိုင်တဲ့ကဘာကတော့သူတို့နဲ့လုံးဝမတူပါဘူးကျွန်တော်ကတော့ကျွန်းပေါ်မှာလမ်းလျှောက်ရင်းနေပူစာလုံလိုက်ရေငုပ်တင်မောနဲ့လေရင်တွေကိုစစ်ဆေးလိုက်နဲ့အေးအေးဆေးဆေးပါပဲအနာဂတ်ကျွန်းဟာကျွန်တော်အတွက်တော့တကယ်နိဗ္ဗာန်ပုံလေးပါပဲကျွန်တော်ဟာအလွန်တက်တောင့်တက်တာရှိတဲ့ဘဝကိုခံစားနေရပေမဲ့အဲ့ဒီပြောစရာအချိန်တွေကကြာရှည်မခံခဲ့ပါဘူးနောက်ဆုံးမှာတော့ကမ္ဘာအများပြည်သူကြည့်ရှုနိုင်တဲ့မျက်နှာပြင်ပေါ်မှာကျွန်တော်အကြောင်းတွေပေါ်ထွက်လာပါတယ်တယောက်ယောက်ကဓာတ်ပုံနဲ့တကွာစာတူတွေပို့လိုက်တာပါကစားသမားနံပါတ်69ဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ပဲကမ္ဘာမပြတ်ခင်ကတည်းကသူခိုလုံရနေရတွေအများကြီးစောက်ထားတာသူ့ကိုယ်သာရှာတွေ့ရင်အားလုံးအသက်ရှင်နိုင်မယ်ဆိုတဲ့သတင်းကြောင့်တိတ်ဆိတ်နေတဲ့ဂိမ်းလောကကြီးတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားပါတယ်ကျွန်တော်သတင်းတွေကိုကြည့်လိုက်မိပါတယ်အချမ်းသာဆုံးလူသားဟာကစားသမားတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်ထားပေမဲ့ဘယ်သူလဲဆိုတာတော့မသိခဲ့ပါဘူးအခုတော့နံပါတ်69ဖြစ်နေတာကိုအားလုံးသိသွားကြပါပြီကစားသမားတွေကနံပါတ်69ထွက်ပြောစမ်းမင်းတစ်ယောက်တည်းကောင်းကောင်းစားပြီးကောင်းကောင်းတောက်နေတာလားရာနဲ့ချီတဲ့လူတွေဒုက္ခရောက်နေတာကိုကြည့်နေတာတကယ်ကိုရက်ဆက်လွန်တဲ့ဒီလိုကစားသမားမျိုးကိုဖယ်ထုတ်ပြရမယ်နံပါတ်69ကိုရှာပြီးအသက်ရှင်အောင်လုပ်ရမယ်ဆိုပြီးဝိုင်းပြောကြပါတယ်ကျွန်တော်ဟာလက်ကောက်ဝတ်ကို9 ကြိမ်လောက်လှည့်လိုက်ပြီးမျက်နှာပြင်ပေါ်မှာစာပြန်ရိုက်လိုက်ပါတယ်စူညံမနေကြနဲ့ငါကနံပါတ်69ပဲမင်းတို့ခိုလုံရနေရလိုချင်တာလားငါပေးနိုင်ပါတယ်လို့ပြောလိုက်တော့လူတွေကစကားကိုဝက်မနေနဲ့အခုချက်ချင်းပြောမပြောရင်မင်းကိုရှာတွေ့တဲ့အခါပစ္စည်းတွေအကုန်လူပြီးတက်ပြစ်မယ်လို့ပြန်ချင်းချောက်ကြပါတယ်ကျွန်တော်ကတော့ရေရေမုံမောနဲ့ပဲငါကနိုင်ငံကြီး၄နိုင်ငံမှာခိုလုံရနေရ၄ခုစောက်ထားပေးတဲ့နေရာတစ်ခုကလူ20ပဲဆန့်နေမင်းတို့က200ကျော်ရှိနေတာဆိုတော့အကုန်လုံးတော့မဆန့်ဘူးပေါ့အရင်ရောက်တဲ့သူအရင်ဝင်ကြပေါ့ငါ့ကိုလာမရှာကြနဲ့တော့ဆိုပြီးမြေပုံပေါ်မှာတီနေရ၄ခုကိုချပြလိုက်ပါတယ်ကျွန်တော်စကားဝက်ကိုရိုက်ထည့်လိုက်တဲ့ခဏမှာပဲကစားသမားတွေဟာတညရဲနဲ့အပြိုင်ဆိုင်သွားကြပါတယ်အမြန်နှုံးစွမ်းရည်ရှိတဲ့ကစားသမားတွေကတော့အရင်ရောက်နေပါပြီခိုလုံရနေရတွေကိုမြင်းမြင့်ပိုင်းမှာစောက်ထားတာကြောင့်ရေကြီးတဲ့ဘေးကလည်းခင်းပါတယ်နံပါတ်58ဆိုတဲ့ကစားသမားကခိုလုံရနေရတဲ့ရောက်သွားတဲ့အခါဂုံယူဝင်းကြွားစွာနဲ့ live လွှင့်ပြပါတယ်ဒီနေရာကတကယ်နိဗ္ဗာန်ပုံပဲပတ်စံရှိတာကောင်းလိုက်တာဆိုပြီးစတိတ်နဲ့ဝိုင်းတွေကိုတောက်ပြရင်ကြွားလုံးထုတ်နေပါတယ်ခိုလုံရနေရထဲမှာလူ20ပြည့်သွားတဲ့အခါသူတို့အားလုံးကတကားကိုပိတ်ပစ်ဖို့သဘောတူလိုက်ကြပါတယ်တခြားကစားသမားတွေကတော့လမ်းမှာပဲရှိပါသေးတယ်အပြင်မှာကြံနေတဲ့ကစားသမားတွေကတော့ဒေါသတကြီးနဲ့ဆဲဆူကြပါတယ်ရေထဲမှာနစ်မသေးဖို့နဲ့အစာငတ်မသေးဖို့အတွက်သူတို့ဟာဒီအသက်ကယ်ကျိုးကိုအသေးအတန်လူယူကြရပါတယ်အတွင်းကလူတွေကိုတကားဖွင့်ပေးဖို့တောင်းပန်ကြပေမဲ့ကစားသမားတွေကတော့တကားတွေကိုတိတိကျကျပိတ်ထားလိုက်ပါတယ်အပြင်ကလူတွေကတကားတွေနဲ့ရန်တွေကိုထုရိုက်ပြီးစွမ်းရည်တွေနဲ့ဖျက်ဆီးပေမဲ့အလွန်ခိုင်မာတဲ့တကားကြီးကတော့တုံ့မြမလုပ်ပါဘူးအဲ့ဒီအချိန်မှာကျွန်တော်ကစာတစ်ကြောင်းထပ်ပို့လိုက်ပါတယ်လူ20ပဲဆက်မယ်လို့သဘောတူထားပေမဲ့နောက်ထပ်10 ယောက်ထပ်ဝင်လို့ရအောင်မယ်ငါမှအတင်းအကျပ်ဖွင့်လို့ရတဲ့စကားဝက်ရှိတယ်လှုပ်ဝက်တကားကအရှိတောင်ဘက်ကအုတ်ချက်တစ်ခုအောက်မှာရှိတယ်အဲ့ဒါကိုလှည့်လိုက်ရင်ပွင့်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အပြင်ကလူတွေလည်းအပြိုင်ဆိုင်လူဝင်ကြပါတယ်အားနဲ့ပုံရတဲ့မိန်းကလေးတစ်ယောက်ဟာနောက်ဆုံးကပြေးလာရင်သူ့လက်မောင်းကနေနွယ်ပင်တွေထွက်လာအောင်လုပ်ပြီးရှေ့ကလူတွေကိုရေးချလိုက်ပါတယ်အဲ့ဒီအခါဓာတ်စွမ်းရည်ရှိတဲ့ကစားသမားကလည်းအဲ့ဒီနွယ်ပင်တွေကိုဖျက်ပြီးအဲ့ဒီမိန်းကလေးကိုပြန်တက်ပစ်ပါတယ်ကစားသမားတွေဟာအသက်ရှင်ဖို့အတွက်တယောက်နဲ့တယောက်အတုံးယုံတက်ဖြတ်နေကြပါတော့တယ်တကယ်တော့စနစ်ကပေးထားတဲ့စွမ်းရည်တွေဟာဖုတ်ကောင်တွေကိုတိုက်ဖို့မဟုတ်ပဲအချင်းချင်းတက်ဖို့ဖြစ်နေပါတယ်ဂန်ဗီကကျွန်တော်ကိုစာပို့လာပြန်ပါတယ်ငါတို့မဟာမိတ်မဖွဲ့ရသေးပေမဲ့လက်တွဲတာကောင်းတာပဲငါမှစိတ်ထိန်ချုပ်တဲ့စွမ်းရည်ရှိတော့ငါကကူညီပေးမယ်တဲ့ကျွန်တော်ကတော့မင်းကငါ့ကိုအနည်းဖြစ်အောင်လုပ်နေတာမဟုတ်လားလို့ပြန်မေးပါတယ်သူကစိတ်မပူပါနဲ့ငါကပြိုင်ဘက်တွေကိုရှော့ပေးနေတာပါလို့ဆိုပါတယ်ခိုလုံရနေရာမှာလူပြည့်သွားတဲ့အခါတကားကအလိုလျောက်ပိတ်သွားပါတယ်အပြင်မှာတော့တွေးချောင်းစီးနေပါပြီအတွင်းကလူတွေကတော့အောင်ပွဲခံနေကြပေမဲ့သူတို့ကိုဘာတွေစောင့်ကြိုနေလဲဆိုတာမသိကြပါဘူးကျွန်တော်နာရီကိုကြည့်လိုက်ပါတယ်အချိန်ရောက်ပါပြီအဲ့ဒီခိုလုံရနေရာတွေထဲမှာရမ်းမုံတန်ချိန်30လောက်ကိုမြုပ်ထားခဲ့တာပါပောက်ကွဲမှုကြောင့်ကစားသမား116ယောက်သေဆုံးသွားပြီးအခုတော့ကစားသမား61ယောက်ပဲကျန်ပါတော့တယ်မကြခင်မှာပဲရေလွှမ်းမှုတွေလျော့နေသွားပြီးပထမအဆင့်ပြီးဆုံးသွားပါတယ်အခုတော့ဒုတိယအဆင့်ဖြစ်တဲ့ဖုတ်ကောင်ကပ်ပေးစတင်มาတော့တယ်လူအချို့ကသေဆုံးသူတွေကချင်းချောက်မှုမဟုတ်ဘူးဆိုအခုတော့ဖုတ်ကောင်တွေဖြစ်လာပြီလို့အော်ဟစ်ကြပါတယ်
လူဟွမ်ဆိုတဲ့ကစားသမားကကျွန်တော်စီစာပို့လာပြီးမင်းမှာစွမ်းရည်မရှိတော့ဖုတ်ကောင်တွေကြားမှာအသက်ရှင်မှာမဟုတ်ဘူးငါ့ကိုပစ္စည်းတွေခွဲပေးရင်ငါလာပြီးကာကွယ်ပေးမယ်လို့ပြောပါတယ်သူဟာအချစ်ကိုရရှိခြင်းစွမ်းရည်နဲ့တခြားသူတွေစီကပစ္စည်းတွေကိုလိမ်ယူပြီးအသက်ရှင်လာခဲ့တာကိုကျွန်တော်သိပါတယ်ဖုတ်ကောင်ဗိုင်းရပ်စ်တွေကတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပြီးနိုင်ငံအသီးသီးရဲ့စနစ်တွေပြိုလဲကုန်ပါတယ်အဆိုးဆုံးကတော့စွမ်းရည်ရှိတဲ့ကစားသမားတွေကိုဖုတ်ကောင်တွေကကိုက်စားလိုက်တဲ့အခါအဲ့ဒီစွမ်းရည်တွေကိုပါရရှိသွားတဲ့စွမ်းရည်ရှင်ဖုတ်ကောင်တွေပေါ်လာတာပါပဲကမ္ဘာပေါ်မှာအင်အားကြီးအဖွဲ့အစည်း၃ခုပေါ်လာပါတယ်ပထမအဖွဲ့ကတော့ဂန်ရီခေါင်းဆောင်တဲ့စစ်တပ်ဖြစ်ပြီးသူကစိတ်ထိန်ချုပ်တဲ့စွမ်းရည်နဲ့အာဏာကိုရယူထားတာပါဒုတိယအဖွဲ့ကတော့ဖုတ်ကောင်ဘရင်ဖြစ်လာတဲ့ကစားသမားတစ်ယောက်ရဲ့အဖွဲ့ဖြစ်ပြီးသူကကစားသမားတွေကိုကိုက်စားကစွမ်းရည်တွေစုဆောင်းနေတာပါတတိယအဖွဲ့ကတော့ရာဇဝတ်ဂိုင်းတွေဖြစ်ပြီးကစားသမားနံပါတ်128ကအဖွဲ့ဝင်တွေကိုစူးစီးကလူရက်တက်ဖြတ်နေတာဖြစ်ပါတယ်ကျွန်တော်ကတော့ကျုံးပေါ်မှာတယောက်တည်းအေးအေးဆေးဆေးစားတော့ရင်ဂျိုတူကနေတဆင့်သူတို့တွေအချင်းချင်းတက်ဖြတ်နေတာကိုကြည့်နေပါတော့တယ်အနိုင်ရသူတဦးလည်းဖြစ်လာဖို့အတွက်ကျွန်တော်ဆက်ပြီးစူးစမ်းသွားမှာပါကျွန်တော်ဟာအိမ်မှာတယောက်တည်းနှစ်တစ်ကူညစာစားရင်အရင်တုန်းကပျော်ပွဲရွှင်ပွဲတွေကိုပြန်ကြည့်နေမိပါတယ်အပြင်လောကမှာကျွန်တော်တည်ဆုံသွားခဲ့ရင်မိသားစုတွေဘယ်လောက်ဝမ်းနည်းနေမလဲဆိုတာတွေးပြီးစိတ်မကောင်းဖြစ်ရပါတယ်ဒါကြောင့်ကျွန်တော်အိမ်ပြန်နိုင်ဖို့အတွက်ဒီဂိမ်းမှာတဦးတည်းသောအောင်နိုင်သူဖြစ်အောင်လုပ်ရပါမယ်ကျွန်တော်ညစာစားနေတဲ့တပ်ပုံကိုရိုက်ပြီးဂန်းရီစီပို့လိုက်ပါတယ်သူကအဲ့ဒီတပ်ပုံကိုအများပြည်သူကြည့်တဲ့မျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါကစားသမားတွေဟာဒေါသတကြီးနဲ့ကျွန်တော်ကိုတတ်မယ်လို့ကြုံဝါကြပါတယ်ကျွန်တော်ကတော့ကွန်ပျူတာကိုဖွင့်ပြီးကြံနေတဲ့ကစားသမား30ရဲ့အကြောင်းတွေကိုစစ်ဆေးနေပါတယ်ကျွန်တော်ရဲ့လူယုံတွေကသူတို့ကိုအမြဲစောင့်ကြည့်နေတာပါအခုတော့ကဘာပေါ်မှာအင်အားကြီးအဖွဲ့၃ဖွဲ့ပဲကျန်ပါတော့တယ်ကျွန်တော်ကတော့ဒီလူတွေကိုအချင်းချင်းတက်ခိုင်းပြီးအနိုင်ရအောင်ကစားကွက်ဆင်ပါတော့မယ်လူတိုင်းကငွေဟာကဘာပြက်ကတ်မှာအသုံးမဝင်ဘူးလို့ထင်ကြပေမဲ့တကယ်တော့ပစ္စည်းတွေဟာအကောင်းဆုံးငွေကြေးပဲဆိုတာကျွန်တော်တက်တည်ပြပါတော့မယ်ကစားသမားတယောက်ချင်းစီရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုလည်းကျွန်တော်အကုန်သိပါတယ်ကဘာပြက်ကတ်ကြီးကရှည်လျားလာပါတယ်ကြေးစားစစ်တီတွေဟာကျွန်တော်ကြောင့်နိုင်ငံတော်အဆင့်အရန်ရိတ်ခါတွေကိုပြင်ဆင်ထားနိုင်ခဲ့လို့အသက်ရှင်ကျန်ရစ်နေကြတာပါသူတို့ကကျွန်တော်ကိုဆက်လက်အလုပ်ကျွေးပြုနေကြပြီးကျွန်တော်ကလည်းသူတို့အတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းအသစ်တွေကိုစီစဉ်ပေးပါတယ်နောက်ဆုံးသောနေ့ရက်တွေမှာငွေကစကားပြောသလိုထောက်ပံ့ရေးပစ္စည်းတွေကလည်းအကောင်းဆုံးငွေကြေးပါပဲလောလောဆယ်မှာကဘာပေါ်မှာအဓိကအင်အားစုကြီး9ခုရှိပါတယ်ပထမဆုံးအင်အားစုကတော့ဘယ်သူမှမထိုးဖောက်နိုင်တဲ့အင်အားကြီးလက်နက်တိုက်အခြေစိုက်စခန်းကိုပိုင်ဆိုင်ထားတဲ့စစ်တပ်ပဲဖြစ်ပါတယ်ဂန်ရီဟာစိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်နဲ့အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်မှုကိုရယူထားတာပါဒုတိယအင်အားစုကတော့ဖုတ်ကောင်အုပ်စုဖြစ်ပါတယ်သူတို့ထဲမှာစွမ်းရည်ရှင်ဖုတ်ကောင်9ကောင်ရှိနေပြီးသူဟာဖုတ်ကောင်တွေနဲ့ကစားသမားတွေကိုကိုက်ဖြတ်တက်ဖြတ်ကသူတို့ရဲ့စွမ်းရည်9မျိုးကိုရယူထားပါတယ်ဖုတ်ကောင်ဘရင်ရဲ့ဘေးနားမှာတော့လျူဟွမ်ရှိနေပြီးသူမဟာသူ့ရဲ့အချစ်ဆုံးအဖော်ဖြစ်လာပါတယ်တတိယအင်အားစုကတော့ကဘာပြက်ကတ်မတိုင်ခင်ကတည်းကရှိခဲ့တဲ့ရာဇဝတ်ခိုင်းသားတွေဖြစ်ပါတယ်နံပါတ်128ဟာကဘာပေါ်မှာ9ခုမြောက်အန်ရီရဲ့ရှိဆုံးနဲ့အရှုပ်ထွေးဆုံးနိုင်ငံတွေကရာဇဝတ်ခိုင်းသားတွေကိုသူ့ရဲ့စွမ်းရည်နဲ့နှိမ်နင်းခဲ့ပါတယ်နံပါတ်128ရဲ့ဥဆောင်မှုအောက်မှာအဲ့ဒီတိုင်းဟာအရက်သားတွေကိုလူရဲရင်အင်အားကြီးထွားလာခဲ့တာဖြစ်ပါတယ်ကျန်ရှိနေတဲ့ကစားသမား26ယောက်စလုံးဟာအင်အားကြီးအဖွဲ့3ဖွဲ့ထဲမှာပဲရှိနေကြပါတယ်နံပါတ်128ကတော့ဂျက်ဆွဲအားကိုထိန်းချုပ်နိုင်တဲ့အလွန်အစွမ်းထက်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားသူပါတယောက်ချင်းတိုက်ခိုက်ရင်သူ့ကိုဘယ်သူမှမရှင်းနိုင်ပေမဲ့သူ့ရဲ့ရာဇဝတ်ကိုင်းဟာတကယ်တော့အင်အားအနည်းဆုံးဖြစ်ပါတယ်ကျွန်တော်ကနံပါတ်128ရဲ့ပုံလေးကိုကလောင်တန်နဲ့တိုးလိုက်ပြီးမင်းကနေပဲဆက်လိုက်ကြတာပေါ့လို့ပြောလိုက်ပါတယ်လောလောဆယ်မှာကစားသမား30ပဲအသက်ရှင်ကြမှာတော့တယ်အခုတော့ဂိမ်းရဲ့အခက်အခဲကပိုတိုးလာပြီးတတိယအဆင့်ဖြစ်တဲ့အလွန်မင်းအေးခဲနေသောတိုက်ထဲကိုရောက်လာပါတယ်ကဘာပြက်ကစတင်ခဲ့တာတစ်နှစ်နဲ့9လရှိသွားပြီဖြစ်လို့လူတိုင်းမှာပိုရှန်တဲ့အစားအစာမရှိကြတော့ပါဘူးအဲ့ဒီအချိန်မှာပဲတကဘာလုံးကတက်ရှိတွေတေးကြီးပျက်စီးစေမဲ့အလွန်မင်းအေးခဲတဲ့ရာသီဥတုကရောက်လာပါတယ်ဘန်ဟူယူကကျွန်တော်စီတိတ်တဆိတ်စာပို့လာပါတယ်အဲ့ဒီအချိန်ကျရင်တကဘာလုံးမှာဖုတ်ကောင်တွေပဲကြံတော့မှငါလည်းအသက်ရှင်နေအောင်မယ်ငါ့ကိုညင်းပယ်ခဲ့တာကိုမင်းတစ်သက်လုံးနောင်တရစေရမယ်တဲ့သူကဖုတ်ကောင်ဘရင်နဲ့အတူတွဲရိုက်ထားတဲ့တပ်ပုံတစ်ပုံကိုလည်းပို့လိုက်ပါတယ်ဖုတ်ကောင်ဘရင်ဟာစွမ်းရည်ရှင်တွေကိုဝါမျိုးလေးလေးလူနဲ့ပိုတူလာလေးလေးပါပဲဒါပေမဲ့ညီရဲနေတဲ့မျက်လုံးတွေနဲ့ဖြူဖြောနေတဲ့အသားရည်ကတော့တကယ်ကိုကြောက်စရာကောင်းပါတယ်အဲ့ဒီလိုဆိုရင်လည်းမင်းတို့ချစ်သူနှစ်ဦးကိုအနောက်ဘက်တေချင်းတရားစီပို့ပေးလိုက်ရမှာပေါ့လို့ကျွန်တော်တွေးလိုက်ပါတယ်အေးဆက်တဲ့ရာသီဥတုကတကဘာလုံးကိုလွှမ်းမိုးသွားပါတယ်အပူပိုင်းဒေတာကကျွန်တော်ရဲ့ကျွန်းတောင်အဲ့ဒီတန်ကိုခံစားရပါတယ်ပြင်းထန်တဲ့နှင်းမုန်တိုင်းကြောင့်ကျွန်းပေါ်ကလျှက်စစ်တာဝါတိုင်းတွေနဲ့ရေအားလေအားလျှက်စစ်ထုတ်တဲ့စက်ရုံတွေပျက်စီးကုန်ပါတယ်ကံကောင်းတာကမြေအောက်ခံတပ်ထဲကအရန်နျူကလ িয়ার ဓာတ်အားပေးစက်ရုံကတော့အလုပ်လုပ်နေတော့မှာပဲရာဇဝတ်ခိုင်းသားတွေကတော့အရင်ဆုံးဒုက္ခရောက်ကြပါတယ်သူတို့ကလူတွေစီကပစ္စည်းတွေကိုလူယူထားကြတာဆိုတော့အတွင်းပဋိပက္ခတွေဖြစ်ပြီးစွမ်းရည်ရှင်တွေတယောက်ပြီးတယောက်တေဆုံးကုန်ပါတယ်ကျွန်တော်ကနံပါတ်128စီစာပို့လိုက်ပါတယ်ငါတို့ပူပေါင်းကြမလားမင်းတို့ရဲ့နေမြေထဲမှာငါပစ္စည်းတွေအများကြီးမြုပ်ထားခဲ့တယ်အဲ့ဒါတွေရရင်မင်းတို့အသက်ရှင်နိုင်မယ်လို့ပြောလိုက်တော့သူကမင်းပါလို့ချင်တာလဲငါကမင်းကိုဘယ်လိုယုံရမှာလဲလို့ပြန်မေးပါတယ်ကျွန်တော်ကမင်းကိုဖုတ်ကောင်ဘရင်ဖြစ်စေချင်တာပါငါစီကသိပ္ပံပညာရှင်တွေကဖုတ်ကောင်တွေကိုပျောက်ကွယ်သွားစေမဲ့ဆေးရည်တွေကိုတီထွင်ထားတယ်ဒါပေမဲ့ငါမှတိုက်ခိုက်နိုင်စွမ်းမရှိဘူးမင်းကစွမ်းရည်ရှင်30ထဲမှာအတော်ဆုံးပဲမင်းပဲဒါကိုလုပ်နိုင်မယ်လူတွေကအေးဒဏ်ကိုကြောက်ပေမဲ့ဖုတ်ကောင်တွေကမကြောက်ဘူးအချိန်ဆွဲနေရင်ဖုတ်ကောင်ဘရင်ပဲအနိုင်ရသွားလိမ့်မယ်လို့ပြောပြီးသူ့ကိုယုံကြည်အောင်လုပ်လိုက်ပါတယ်ကျွန်တော်ကအလုပ်သမားတွေကိုလှုပ်ပြီးဖုတ်ကောင်ဆေးရည်တွေနဲ့ပစ္စည်းတချို့ကိုသူ့စီပို့ပေးလိုက်ပါတယ်နံပါတ်128ကလည်းတကဘာလုံးမှာသူနဲ့ကျွန်တော်ပဲကြံခဲ့ရင်ကျွန်တော်ကိုအလွယ်တကူတတ်နိုင်မယ်လို့တွေးပြီးကျွန်တော်နဲ့ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါတယ်နင်းတွေကြနေတဲ့ညတညမှာ drone ရင်ရနဲ့ချီပြီးဖုတ်ကောင်တွေစီကိုဆေးရည်တွေတွားဖြန်းကြပါတယ်ဖုတ်ကောင်ဘရင်ဟာဘန်ဟူယူနဲ့အတူအိတ်နေတော့မှထူးခြားမှုကိုသတိထားမိပြီးအပြင်ထွက်ကြည့်ပါတယ်ဆေးရည်တွေနဲ့ထိမိတဲ့ဖုတ်ကောင်တွေဟာနာကျင်စွာနဲ့သွေးအိုင်တွေဖြစ်အရေးပြောကုန်ကြပါတယ်ဖုတ်ကောင်ဘရင်ဟာဒေါသတကြီးနဲ့ drone တွေကိုပစ်ချပါတယ်အဲ့ဒီအချိန်မှာနံပါတ်128ကသူ့ရဲ့ကျဆွဲအားစွမ်းရည်နဲ့ဖုတ်ကောင်ဘရင်ကိုမြေကြီးပေါ်ဆွဲကပ်ထားလိုက်ပါတယ်ဖုတ်ကောင်ဘရင်ဟာလက်တောင်မချီနိုင်တော့ပါဘူးဖုတ်ကောင်တွေကလည်းကစားသမားတွေကိုပြန်ကိုက်ကြပါတယ်နံပါတ်128ကအဆောက်အုံတွေကိုကျဆွဲအားနဲ့ဖြိုးချလိုက်တဲ့အခါဖုတ်ကောင်ဘရင်ဟာကြောက်တုံးတွေအောက်မှာပြိမိသွားပါတယ်ဘန်ဟူယူကတော့ဝရန်တာမှာရက်ပြီးအော်ဟစ်နေပါတယ်နံပါတ်128ကလက်ချောင်းလေးတွေကိုလှုပ်လိုက်တဲ့အခါဘန်ဟူယူရဲ့ခြေထောက်အောက်ကကျမ်းပြင်ပြိုကျသွားပါတယ်အဲ့ဒီအချိန်မှာဖုတ်ကောင်ဘရင်ရဲ့လက်ထဲကနေအမြင့်နှန်းတွေထွက်လာပြီးနံပါတ်128ကိုချီနှောင်လိုက်ပါတယ်ဖုတ်ကောင်ဘရင်မှာဒီလိုစွမ်းရည်ရှိနေမှန်းသူမသိခဲ့ပါဘူးဖုတ်ကောင်ဘရင်ကအမြင်တွေကိုဆွဲလိုက်တဲ့အခါနံပါတ်128ရဲ့ခန္ဓာကိုယ်ဟာအစိတ်စိတ်အမောင်မှာဖြစ်သွားပါတယ်
ဒါပေမဲ့နံပါတ်128ရဲ့ကိုပေါ်မှာဖုတ်ကောင်ဆေးရည်တွေအပြည့်ရှိနေတာကြောင့်အဲ့ဒီဆေးရည်တွေဟာဖုတ်ကောင်ဘရင်အပေါ်ကိုဖိတ်ဆင်သွားပြီးဖုတ်ကောင်ဘရင်လည်းတွေးအိမ်ဖြစ်အကြီးပြောသွားပါတယ်ဘန်ဟူယူကတော့ကြောက်လန့်တကြားနဲ့နှင်းတွေကိုထွက်ပြေးသွားရင်းအပေါက်တစ်ခုလည်းကျသွားပြီးဘယ်သူမှသူ့ကိုမကယ်နိုင်တော့ပါဘူးအခုတော့ဂိမ်းထဲမှာတခြားကစားသမား12ယောက်သေဆုံးသွားပြီဖြစ်လို့ကျွန်တော်မှနောက်ဆုံးပြိုင်ဘက်တဦးလေးသာကျန်ပါတော့တယ်အဲ့ဒါကတော့စစ်တပ်ကိုထိန်းချုပ်ထားတဲ့ဂန်းကြီးပါသူကမင်းမှာပတ်စံပဲရှိတာငါမှာဒုံးကြီးတွေလေရင်တင်တင်မောတွေရှိတယ်မင်းပယ်မှာပုံနေနေငါရှာတွေ့အောင်ရှာမယ်လို့ကြုံရပါတယ်သူကကျွန်တော်ကျုံးကိုဒုံးကြီးတွေနဲ့တရက်ဆက်ပစ်ခတ်ပါတယ်ကျုံးပေါ်ကအဆောက်အုံတွေပျက်စီးကုန်ပေမဲ့ကျွန်တော်ရဲ့မြေအောက်ခံတက်ကတော့ခိုင်မြဲနေတော့မှပဲသူကလေရင်တင်တင်မောနဲ့ကျုံးပေါ်ကိုကိုယ်တိုင်လာပြီးမြေအောက်ခံတက်တကားကိုဘုံနဲ့ခွဲပါတယ်တကားပွင့်သွားတဲ့အခါကျွန်တော်ကသူ့စီဗီဒီယိုခေါ်ဆိုမှုလုပ်လိုက်ပါတယ်သူကအခုမှအတနာခံဖို့နောက်ကျသွားပြီလို့ပြောပြီးသူ့စစ်သားတွေကိုအတွင်းထဲဝင်ခိုင်းပါတယ်ဗီဒီယိုထဲမှာကျွန်တော်နောက်ကအာကာသဟင်းလင်းပြင်ကြီးကိုပြလိုက်ပြီးငါကျုံးပေါ်မှာရှိနေတယ်လို့ဘယ်သူပြောလဲလို့မေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အနာဂတ်ကျုံးပေါ်မှာနျူကလ িয়ার ဘုံပေါက်ကွဲသွားပြီးကျုံးပေါ်ကတက်ရှိမှန်သမျှအကုန်သေဆုံးကုန်ပါတယ်ဂန်ရီရဲ့နံပါတ်100ဟာလည်းမျက်နှာပြင်ပေါ်မှာမိမ့်မိန်သွားပါတော့တယ်တကယ်တော့ဂန်ရီဟာဒီနေရာကိုတိနိုင်တဲ့စွမ်းရည်ရှိသူတယောက်ကိုအသုံးချပြီးကျွန်တော်ကိုလိုက်ရှာနေတာပါကျွန်တော်ကနှစ်တစ်ကူလုံးကပို့လိုက်တဲ့တပ်ပုံထဲမှာဒီနေရာအချက်လက်တွေကိုတမင်ထည့်ပေးလိုက်တာဖြစ်ပြီးသူ့ကိုကျုံးပေါ်ကိုမြားခေါ်လိုက်တာပါကျွန်တော်ကတော့အပိုစုအဖြစ်ရထားတဲ့တယ်လီပို့စွမ်းရည်ကိုသုံးပြီးအာကာသစခန်းစီကိုအစားအစာတွေနဲ့အတူရောက်နေခဲ့တာပါအခုတော့စနစ်ရဲ့အတန်ထွက်ပေါ်လာပါတယ်ကစားသမားနံပါတ်69အနိုင်ရရှိပါတယ်အခုတယ်လီပို့စနစ်စတင်ပါပြီတဲ့ကျွန်တော်ခုံပေါက်ပျော်ရွှင်သွားပြီးအဖေနဲ့အမေကျွန်တော်ပြန်လာပြီလို့အော်ဟစ်လိုက်ပါတော့တယ်